ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တောက်ကြနေအတွက်ဖြစ်ပါတယ်ဒီနေ့ကတော့တင်လာတော့နည်းနည်းလေးတော့နောက်ကျသွားတယ်ဗျကျွန်တော်တို့ဒီမနေ့တော့စင်လာက66နဲ့9နှစ်ပေါ့နော်66နဲ့9နှစ်စင်လာတဲ့အလဲမှာကျွန်တော်65ဆိုပြီးတော့ညီကိုဖြစ်နေတယ်အဲဒါကြောင့်ညီကိုက2ရက်တွင်ရှင်းဖို့ရှိပါတယ်ကျွန်တော်ဟိုတစ်ခါတော့ကျွန်တော်ပြောလိုက်သေးတယ်ဒါ68စင်လာတဲ့အတွက်ခွန်ဘရိတ်ခွန်လုံးပိုင်းပြီးရင်35ကျင်းဆိုတာဒီဟိုဟာကြာသာပရင်းနေညနေကြတော့ကျွန်တော်ကအဲ့ဒီ35ကျင်းကိုsorry 35ကျင်းကိုဝင်နေအာယုံရောက်သွားတဲ့အတွက်ဒါတိတ်ပြီးတော့အဆင်မပြေဘူးဖြစ်သွားတာပေါ့နော်ကျွန်တော်တို့အဲ့ဒီဒီနေ့ကဘာကိုအဓိကစော့ရမလဲဆိုတော့ကျွန်တော်တို့က9ကျင်းဒီနေ့အားကောင်းတယ်အဲဒါကြောင့်ကျွန်တော်က9ကျင်းနဲ့ဆိုင်တဲ့ဟာလေးတွေဒီမှာတော့အဓိကသွားပြီးတော့ရွှေထားပေးခြင်းဖြစ်ပါတယ်တင်ခွက်မှာတော့ကျွန်တော်တို့ကဒါညီကိုဖြစ်တဲ့ခွန်8နဲ့2 3အဲ့နှစ်ခွက်ကိုတော့ဒါတင်ခွက်ထဲမှာထည့်ထားပေးတယ်ဒီအဓိကဦးစားပေးပြီးတော့အခုရွှေထားပေးတဲ့ခွက်တွေကတော့ကျွန်တော်အခုအခွက်ပြန်လျှော့ဖို့လုပ်ပြီးမဲ့လဲမမိမှာဆိုလို့ဒါမိအောင်ဖမ်းလိုက်မယ်ဆိုပြီးတော့ဒီအရန်ကကျွန်တော်တို့6ခွက်ဖြစ်သွားတာပေါ့နော်အစားတော့ပုံမှန်တိုင်းဆို9ခွက်တည်ပေးနေကြဆိုတော့အဲ့ဒီအတွက်လည်းနည်းနည်းလေးတော့ဒါဟိုအရန်ကိုတော့ခက်ပါပါလေးပဲရန်မှာအဓိကဦးစားပေးကစားမှာကတော့ခွန်8နှစ်3 35ခွက်20ဒီ4ခွက်ကိုတော့အဓိကဦးစားပေးပြီးကစားပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါသေးဒီအောက်မှာလည်းကျွန်တော် Viber Telegram group link လေးကျွန်တော်ချလာပေးပါဗျာနော်အဲ့ဒီထဲမှာတော့မွေးကွဲဝင်ပြီးကြည်ပြီးတော့ယူလို့ရပါတယ်မွေးကွဲကတော့ဒီဘက်ဘာလို့လဲမသိဘူးနောက်ကျရတယ်လို့ဗျာနော်အဲ့ဒီထဲကိုကြည်ပြီးတော့တကယ်လို့မိတ်ဆွေများအနေနဲ့အကြိုက်တူရင်တော့အဲ့ဒီမွေးကွဲလေးကစားလို့ရအောင်လို့တင်လာပေးလိုက်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါသေးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ